ပို့ဆောင်ပေးတဲ့ဘုရားသခင်ကျေးဇူးတော်ကိုအထူးပဲချီးမွမ်းပါတယ်ဘုရားသခင်ဒီနေ့တနေ့တာကျွန်တော်တို့ကိုအသက်ရှင်ခွင့်ပေးတယ်ဆိုတာဘုရားကိုမသိသေးတဲ့သူတွေကဘုရားကိုသိဖို့ဘုရားကိုသိပြီးသားကျွန်တော်တို့ယုံကြည်သူညီကိုမောင်နှမတွေအားလုံးကတာ၍ဘုရားသခင်နဲ့ယဉ်နီးဖို့အကျွမ်းတဝင်ရှိဖို့ရန်ဘုရားသခင်ကအလိုရှိတယ်ဒါကြောင့်လဲကျွန်တော်တို့နှုတ်ကပတ်သမ္မာတရားတွေကိုအသက်တာထဲမှာခံယူပြီးတော့မှကျွန်တော်တို့ရဲ့အနာဂတ်ထာဝရကာလအတွက်ကိုပြင်ဆင်ဖို့ရန်ဘုရားသခင်ကပြင်ဆင်ပေးလျက်ရှိတာဖြစ်ပါတယ်လို့အထူးသဖြင့်ဒီနေ့ဒီမှာလာတဲ့အခါမှာဘုရားသခင်မြစ်တာအကြောင်းကိုဘုရားသခင်ကအထူးသဖြင့်ကျွန်တော်တို့ကိုနားလည်စေတယ်ခုနဆရာရဲဝတ္ထုတက်သိခံသွားတဲ့အထဲမှာဆိုရင်ဘုရားရဲ့မြစ်တာအကြောင်းကိုဖော်ပြတဲ့အခါမှာလူကိုဖန်ဆင်းပြီးတဲ့အခါမှာဘုရားသခင်ကဘာမှမဖန်ဆင်းတော့ဘူးဘုရားသခင်ကလူရှိရင်ပြည့်စုံတယ်ဆိုတဲ့သဘောကျွန်တော်အဲ့ဒီမှာဘာခံစားမိလဲဆိုတော့တကယ်ဘုရားသခင်ကဒီနေ့ကျွန်တော်တို့ကိုကြည်နေတယ်ဆိုရင်ဘုရားသခင်ကကျွန်တော်တို့ကိုကြည်မယ်ဆိုရင်ဒီနေ့ဘုရားသခင်ကျွန်တော်တို့ကိုကြည်မယ်ကျွန်တော်ကိုကြည်မယ်ဆိုရင်ကျွန်တော်ရှိနေခြင်းကဘုရားသခင်ကြည်နေရဲ့လားကျွန်တော်ရဲ့အသက်ရှင်နေခြင်းကဘုရားသခင်ကြည်နေရဲ့လားတကယ်တော့ကျွန်တော်တို့ဇာတိသဘောအရဆိုရင်ဘုရားသခင်ဘယ်လို့မှကြည်နေနိုင်မှာမဟုတ်ဘူးဒါပေမဲ့ဂျေဇုတော်အပြင်ဘုရားသခင်ကပြင်ဆင်ပေးတဲ့အရာဖြစ်တယ်ဘာလို့ဆိုတော့ကဘာဦးကျမ်းအခန်းကြီး1မှာဘုရားသခင်ကနောက်ဆုံးလူကိုဖန်ဆင်းတဲ့အခါမှာလူယောက်ျားကိုဖန်ဆင်းတယ်ပြီးတော့မှလူမိန်းမကိုဖန်ဆင်းတယ်လူမိန်းမကနောက်ဆုံးဖန်ဆင်းတဲ့အရာလို့တောင်ပြောလို့ရတာပေါ့နော်ဒါပေမဲ့တမန်တော်ကြီးရှင်ပေါလုကနောက်ပိုင်းမှာအေဖက်ဩဝါဒစာအခန်းကြီး9အငယ်32မှာဗာပြန်ပြောလဲဆိုတော့ဤအရာသည်အလွန်နဲ့နဲသောအရာဖြစ်ပေ၏ထို့သောငါဆိုသောခရစ်တော်နှင့်အသင်းတော်ကိုရည်မှတ်၍ဆိုလိုသည်ယနေ့လူယောက်ျားနဲ့လူမိန်းမကိုဖန်ဆင်းခြင်းကအနာဂတ်ကာလမှာဘုရားပြင်ဆင်ထားတဲ့ခရစ်တော်ဆိုတဲ့ဦးခေါင်းနဲ့ဒီနေ့အသင်းတော်ဆိုတဲ့ကျွန်တော်တို့ယုံကြည်သူအယောက်ချင်းစီတိုင်းကိုဘုရားသခင်ကရည်မှတ်ပြီးတော့မှဆိုလိုတာဖြစ်တယ်ဘုရားသခင်ကျွန်တော်တို့ယုံကြည်သူတွေကိုဘလောက်ချစ်တယ်လဲဆိုရင်ဒီနေ့လူကိုဖန်ဆင်းတဲ့အခါမှာဘုရားကပြည့်စုံတယ်လို့မြင်တယ်တနေ့မှာကျွန်တော်တို့အပြစ်ကျူးလို့မှသိတော်လဲပဲလူစားတိကိုလာခံတဲ့နောက်ဆုံးအာဒံယေရှုခရစ်တော်အားဖြင့်အဲ့ဒီအပြစ်တရားကိုဒီကမ္ဘာလောကကြီးထဲမှာကဒီစัจ java လာတဲ့ကနေဘုရားသခင်ကဆွဲထုတ်ဖို့ရန်ပြင်ဆင်ထားတာအင်မတန်မှကြီးမားတဲ့ဘုရားသခင်အကြံစီဖြစ်တယ်ဒါပေမဲ့အဲ့ထဲမှာဘုရားသခင်ကျွန်တော်တို့တယောက်ချင်းစီတိုင်းကိုပါသွားစေခြင်းတာဘုရားသခင်ရဲ့အလိုတော်ကလူအပေါင်းတို့ဒီကယ်တင်ခြင်းတို့ရောက်၍တမန်တရားစုတည်စေခြင်းကဘုရားသခင်အလိုတော်ရှိတယ်ဒါကြောင့်မလို့တဲ့ဘုရားသခင်ကသူ့ရဲ့တပါးတီတော်သားတော်ကိုယုံကြည်တဲ့ကျွန်တော်တို့တယောက်ချင်းစီတိုင်းကပျက်စီးခြင်းတို့မရောက်ပဲထာဝရအသက်ကိုရဖို့ဘုရားကပြန်ပြင်ဆင်ပေးတာဖြစ်တယ်ဒီနေ့အဲ့ဒီယေရှုခရစ်တော်ကျွန်တော်တို့အပြစ်တွေအသေးခံနဲ့သင်ကြိုတယ်ရှင်မြတ်ထမြောက်တာကကျွန်တော်တို့အပြစ်တွေဖြစ်ပါတယ်ဆိုတော့ရိုးရိုးလေးယုံကြည်တဲ့အခါမှာကျွန်တော်တို့ကအဲ့ဒီခရစ်တော်ဦးခေါင်းနဲ့တသားတည်းဖြစ်သွားတယ်အသင်းတော်ခရစ်တော်ရဲ့ခန္ဓာကိုယ်ဖြစ်သွားတယ်ဒါကြောင့်မလို့ဘုရားရဲ့မြတ်တာကိုအထူးခံစားတယ်ဘုရားလူကိုဖန်ဆင်းတဲ့အခါမှာဟာအယံကောင်းသွားပြီပြည့်စုံသွားပြီ6ရက်မြောက်သောနေ့မှာပြီးတော့9ရက်မြောက်မှာအနားယူတယ်ဆိုတော့ဩတကယ်တော့ဘုရားခင်အဲ့ချိန်မှာကိုကိုတွေ့ရင်တော့ဘလို့မှကြည်နပ်နိုင်မှာမဟုတ်ဘူးကိုမပြည့်စုံတာကိုမကောင်းတာကိုပဲသိတယ်ဘုရားအဲ့ထက်တောင်သိသေးတယ်ဒါပေမဲ့ဘုရားသခင်ဘာကြောင့်အလွန်ကောင်းတယ်လို့ပြောတာလဲလူကိုဖန်ဆင်းတဲ့အခါမှာဘုရားသခင်ထာဝရကာလတိုင်ရည်မှတ်တဲ့အခါမှာခရစ်တော်နောက်ဆုံးအာဒံလူသားတွေရဲ့အပြစ်တွေဘုရားသခင်ပေးဆက်မယ်ဆိုတော့ဘုရားကမြင်ပြီးသွားပြီဒီစัจ java လာတဲ့ကနေအပြစ်ကိုဆွဲထုတ်ပြီးတော့မှဘုရားနဲ့ထာဝရအသက်ရှင်ရမယ်ဆိုတာကိုဘုရားကအဲ့ဒီအချိန်ကလေးကမြင်ပြီးသွားပြီဖြစ်တယ်ဒါပေမဲ့အဲ့ဒီအထဲမှာအေဝဘုရားသခင်ဖန်ဆင်းပြီးတော့မှအာဒံအတွက်လုပ်ပေးတဲ့အခါမှာလူဒီတယောက်တည်းမနေကောင်းဒါပေမဲ့ဒီအမှုရာကတဲ့ခရစ်တော်နဲ့အသင်းတော်ကိုရည်မှတ်၍ဆိုလိုတယ်တဲ့တမန်တော်ကြီးရှင်ပေါလုကအေဖက်ဩဝါဒစာအခန်းကြီး9အငယ်32မှာပြောတယ်ဒါကြောင့်ဒီနေ့ကျွန်တော်တယောက်ချင်းစီတိုင်းကိုဘုရားကမပြတ်စည်းစေခြင်းအဲ့ဒီဘုရားသခင်မြတ်တာကအင်မတန်မှကြီးမားတဲ့မြတ်တာဖြစ်ပါတယ်ဒီနေ့အဲ့ဒီဘုရားသခင်မြတ်တာကိုခံစားရတဲ့ကျွန်တော်တို့ကလောကထဲမှာအဲ့ဒီခရစ်တော်နီးတူအသက်ရှင်ဖို့ရန်ဘုရားသခင်ကအလိုတော်ရှိတာဖြစ်ပါတယ်ကျွန်တော်ကျမ်းစာပိုက်လေးတစ်ပိုက်လေးထပ်ပြီးတော့မှဖတ်ချင်ပါတယ်ရှင်ပေတရုဩဝါဒစာပထမဆောင်အခန်းကြီး2အငယ်21မှာအကြောင်းမူကားထိုသို့အလို့ငါသင်တို့ကိုခေါ်တော်မူပြီးခရစ်တော်သည်ငါတို့အတွက်ခံတော်မူသည်ဖြစ်၍ခြေတော်ရာကိုရှောက်လိုက်စေခြင်းကပုံသက်တွေကိုထားတော်မူပြီတဲ့ယနေ့ယေရှုခရစ်တော်ကကျွန်တော်တို့အတွက်အသေးခံပေးဆက်ပြီးတော့မှကယ်တင်သွားတဲ့ဘုရားရဲ့မြတ်တာကိုခံစားရတဲ့ကျွန်တော်တို့နဲ့ဆက်ဆိုင်သောသူအားလုံးအတွက်အဲ့ဒီမြတ်တာနဲ့အသက်ရှင်မှုရဘုရားသခင်ကအလိုတော်ရှိတယ်အဲ့ဒီအောက်မှာဆိုရင်ဗာရေးလဲဆိုငါတို့သည်တဲ့အပြစ်နှင့်ဆိုင်သောအရာ၌အသေးဖြစ်၍ဖြောင့်မတ်ခြင်းအရာ၌အသက်ရှင်စေမည်အကြောင်းငါတို့အပြစ်များကို
ကိုရိုတိုင်တစ်တိုင်မှာခံတော်မူပြီးဒဏ်ချက်တော်များအပြင်သင်တို့သည်အနာပြောက်လျက်ရှိကြ၏ခန္ဓာကိုယ်ကအနာလောက်ပဲမဟုတ်ပါဘူးကျွန်တော်တို့တယောက်နဲ့တယောက်စိတ်ထဲမှာအညိုတေဖြစ်နေတဲ့အနာတွေကျွန်တော်တို့ဝိညာဉ်ထဲမှာဖခင်နဲ့အဆက်ပြတ်သွားတဲ့အခါမှာဘယ်တော့မှမငြိမ်းနိုင်တဲ့အနာဒီနေ့ယေရှုခရစ်တော်ရဲ့ဂျေဇုတော်အပြင်ပြန်လဲငြိမ်းရတော့အခွင့်ဘုရားကပြန်ပြင်ဆင်ပေးတယ်ဝိညာဉ်ထဲမှာဖခင်နဲ့အဆက်ရတယ်ကျွန်တော်တို့စိတ်ထဲမှာမချစ်နိုင်တဲ့အရာကိုချစ်နိုင်တယ်ကျွန်တော်တို့ခန္ဓာကိုယ်မှာလည်းအဲ့ဒီချစ်ချင်းရဲ့တက်တွေကိုထင်ရှားစွာဖော်ပြပြီးတော့မှလောကလမ်းထဲမှာအသက်ရှင်မှုရဘုရားကပြင်ဆင်ပေးတာဖြစ်တယ်ဒါအင်မတန်မှနဲ့နေတဲ့ဘုရားသခင်ရဲ့အကြံစီတော်ဖြစ်တယ်ဆိုတော့ကျွန်တော်ရဲ့အသက်တာထဲမှာခံယူရတယ်နောက်ထပ်ကျမ်းစာပိုင်လေးတစ်ပိုင်းနဲ့လည်းအတူတူကဆင်ခြင်ခွာယူခြင်းနဲ့ရှင်ယောဟန်ဩဝါဒစာပထမဆောင်အခန်းကြီး၄အပိုင်ငယ်7ထို့သို့ငါတို့သည်ချစ်ချင်းမေတ္တာနှင့်ပြည့်စုံသောအားဖြင့်တရားဆုံးဖြတ်တော်မူသောနေ့၌ရဲရင်ရသောအခွင့်ရှိကြလိမ့်မည်အကြောင်းမူကားငါတို့သည်ကိုယ်တော်ဤနိတုဤလောက၌ဖြစ်ကြ၏ကိုယ်တော်ဤနိဗ္ဗာန်မဟုတ်ပါဘူးယေရှုခရစ်တော်နိတုနိဗ္ဗာန်ဆိုတာကျွန်တော်တို့ကြိုးစားပြီးအသက်ရှင်ရတာနိတုဆိုတာကထိုဘုရားသခင်ကိုယ်တော်တိုင်ဝိညာဉ်တော်အားဖြင့်ကျွန်တော်တို့အထက်ကနေအသက်ရှင်ပေးတာလောကအထဲမှာကိုယ်တော်နိတုဖြစ်တယ်တဲ့ဘာလို့လဲဆိုတော့တရားဆုံးဖြတ်တော်မူရာနေ့မှာရဲရင်ရသောအခွင့်အတွက်ယခုခဏအသက်ရှင်တဲ့အခါမှာဘုရားရဲ့ချစ်ချင်းမေတ္တာနဲ့အသက်ရှင်ဖို့ရန်ဘုရားကပြင်ဆင်ပေးတာဖြစ်တယ်ဒါကြောင့်ကဘာဦးကလေးကဘုရားကကြံစည်တယ်လူကိုအင်မတန်မှချစ်တယ်စပြီးဖန်ဆင်းကလေးကခရစ်တော်အားဖြင့်ကယ်တင်ခြင်းအမှုပြုမယ်ဆိုတာကိုဘုရားသခင်ကရည်မှတ်ပြီးတော့မှဖန်ဆင်းတယ်အဲ့ဒီဖန်ဆင်းခြင်းမှာလည်းအလွန်ကောင်းတယ်လို့ဘုရားသခင်ကပြောတယ်အဲ့ဒီအထဲထဲမှာကျွန်တော်တို့အသင်းတော်ကိုဒီနေ့ကယ်တင်ခြင်းအမှုပါတယ်အဲ့ဒီကယ်တင်ခြင်းကိုခံစားရတဲ့ကျွန်တော်တို့အရောက်ချင်းစီတိုင်းကဘုရားရဲ့မေတ္တာကိုလောကထဲမှာဖြန့်ဝေပြီးတော့မှအသက်ရှင်ဖို့ရန်အရေးကြီးပါတယ်ဒါမဲ့သတိပြုစရာလေးတစ်ချက်ရှိပါတယ်ဘုရားသခင်ကချစ်ချင်းမေတ္တာဖြစ်တယ်ဒါပေမဲ့ချစ်ချင်းမေတ္တာတိုင်းကတော့ဘုရားသခင်မဟုတ်ပါဘူးကျွန်တော်တို့ဇာတိရဲ့တက်မဲ့ခြင်းအရာအယက်သမားအယက်ကိုချစ်တာအယက်ကိုကြိုက်တာဒါဘုရားသခင်အလိုတော်ရှိတဲ့ချစ်ချင်းမေတ္တာမဟုတ်ပါဘူးငွေကိုတက်မဲ့ပြီးတော့မှငွေကိုချစ်တာငွေကိုကြိုက်တာဒါကဘုရားသခင်အလိုတော်ရှိတဲ့အရာမဟုတ်ပါဘူးဘုရားသခင်အလိုတော်ရှိတဲ့အရာကမှန်ကန်သောချစ်ချင်းမေတ္တာနံပါတ်1ယေရှုခရစ်တော်ရဲ့မေတ္တာကိုကျွန်တော်တို့တကယ်ခံစားဖို့လိုတယ်အဲ့ဒီဘုရားသခင်မေတ္တာကိုခံစားရတော့မှဘုရားသခင်ဒီချစ်ချင်းမေတ္တာဖြစ်တယ်ဆိုတာကိုကျွန်တော်တို့အသက်တာထဲမှာထင်ရှားပြသနိုင်မှာဖြစ်ပါတယ်ဒါကြောင့်ဘုရားသခင်ကကြောက်တတ်တဲ့စိတ်ကိုမပေးဘူးတဲ့တကူပါသောစိတ်ချစ်တတ်သောစိတ်ရှင်းလင်းသောစိတ်သဘောကိုပေးတယ်တဲ့ချစ်တတ်သောစိတ်ဆိုတာဘုရားပေးမှရတာပါဘုရားကပေးပြီးပါပြီယေရှုခရစ်တော်အားဖြင့်ကျွန်တော်တို့အပြစ်ရှိစဉ်ပင်ချစ်တဲ့ဘုရားကျွန်တော်တို့အပြစ်ရှိစဉ်ပင်အသေးခံပြီးမှကယ်တင်ပေးတဲ့ဘုရားရဲ့မေတ္တာကိုပြပြီးပါပြီကျွန်တော်တို့ကယုံကြည်ဝန်ခံပြီးတော့မှနေ့ရက်တိုင်းမှာထိုမေတ္တာကိုဖြန့်ဝေပြီးတော့မှအသက်ရှင်စရာအကြောင်းပဲဖြစ်ပါတယ်ထာဝရကာလနေ့ရက်ရောက်ဖို့ရန်ဘုရားသခင်ကျွန်တော်တို့ကိုပြန်ခေါ်လာမယ့်နေ့ရက်ရှိပါတယ်ပြန်လာခေါ်မယ့်နေ့ရက်ရှိပါတယ်အဲ့ဒီနေ့ရက်တိုင်းအောင်ကျွန်တော်တို့ကဘုရားသခင်မေတ္တာကိုဖြန့်ဝေပြီးမှဘုရားအသက်ရှင်မှုအလိုတော်ရှိတယ်နံပါတ်1ဘုရားကိုချစ်ဖို့နံပါတ်2ဘုရားသခင်ခွဲခံထားတဲ့လူသားတွေကိုချစ်ပြီးတော့မှဘုရားရဲ့မေတ္တာကိုဖြန့်ဝေဖို့ရန်ပဲသခင်ဘုရားကတုံသင်ခဲ့ပါတယ်ဒါကြောင့်ဒီချိန်မှာရည်သိမ်းခြင်းဆိုတဲ့သခြင်းနဲ့အသက်တာကိုပြင်ဆင်နဲ့တိဆောက်ခွင့်ယူခြင်းပါတယ်ရောင်ကြည်လင်းပေါ်ထွက်လာဝေဟင်ဟိုမုံမြင့်ထဲမှာဒိမ်ဖြူလိုက်ရောမြူစွာမတင်မတော်နေရဲ့တည်းမှာတန်စင်များပေါ်ထွက်လာနိုင်ငံသေးချီးမွမ်းကျူသာကဲတင်ခြင်းခံရသူကဲယူမိနေရဲ့ရောက်လာကိုယ်တော်ရှင်ပြန်ကြွားရောက်၍လာမည်ယုံသူကဲတင်ခြင်းရရှိခဲ့ပြီသင်ဒီကဲတင်ခြင်းစိတ်ချရပြီလားပြန်လေရိတ်သိမ်းခြင်းယေရှုလမ်းရှောင်းလမ်းကြသူဝေဒနာများကင်းရှိငြိမ်သက်ခြင်းများရရှိရန်ကိုယ်တော်ပြင်ဆင်ထားသည့်အချိန်ကိုယ်တော်ပြင်ဆင်ထားသည့်ချိန်ဒုံနေရမှာထို
ကြောင်းပြင်ဆင်လျက်နေကြလောအကြောင်းမူကားသင်တို့မထင်မမှတ်သောအချိန်၌လူသားသည်ကြွလာလိမ့်မည်ရောင်ကြည်လင်းပေါ်ထွက်လာဝေဟင်ဟောမိုးမြေထဲမှာတင်ပြူတိုင်းရောင်မြူစွာမတင်မတော်နေရဲ့တည်းမှာတန်စင်များပေါ်ထွက်လာနိုင်ငံသည်ချီးမွမ်းကြည်သာကဲတင်ခြင်းခံရပြီကဲယူမီနေရဲ့ရောက်လာကိုယ်တော်ရှင်ပြန်ကြွရောက်၍လာမည်ယုံသူကဲတင်ခြင်းရရှိခဲ့ပြီသင်ဒီကဲတင်ခြင်းစိတ်ချရပြီလားပြန်လေရှိသေးခြင်းယေရှုလမ်းလျှောက်လမ်းကြသူဝေဒနာများကင်းရှိညီတဲ့ခြင်းများရရှိရန်ကိုယ်တော်ပြင်ဆင်ထားသည့်အချိန်ကိုယ်တော်ပြင်ဆင်ထားသည့်အချိန်ထိုနေ့ရဲ့မှာပြောလေလိုက်ပါသင်ရဲ့တဲ့တာစက်ကလိုက်ပါခရစ်တော်တွေကိုယ်ရှင်ကကြွရောက်၍လာမည်ယုံသူကဲတင်ခြင်းရရှိခဲ့ပြီသင်ဒီကဲတင်ခြင်းစိတ်ချရပြီလားပြန်လေရေးသေးခြင်းယေရှုလမ်းလျှောက်လမ်းကြသူဝေဒနာများကင်းရှိနေတဲ့ခြင်းများရရှိရန်ကိုယ်တော်ပြင်ဆင်ထားသည်ချိန်ကိုယ်တော်ပြင်ဆင်ထားသည်ချိန်โอ้นี่เยมาအာမင်ရောက်ချင်းစီတိုင်းသခင်ဘုရားပြန်ချော့လာသောနေ့ရက်ကိုမျှော်လင့်သောအဖြစ်နေ့ရက်တိုင်းမှာဘုရားကိုချစ်သောစိတ်ဘုရားခင်ခွဲခန့်ထားသောလူများကိုချစ်သောစိတ်အဖြစ်အသက်ရှင်နိုင်သောလူများဖြစ်ပါစေတရားဆုံးဖြတ်သောနေ့မှာရဲရရသောခုနှစ်ဘုရားခင်ရှေ့မှာမင်္ဂလာရှိသောသူများဖြစ်ပါစေရောက်ချင်းစီတိုင်းဘုရားခင်တာပြီးကောင်းချီးပေးပါစေ